الشيطان الرجيم بسم الله الرحمن الرحيم إن الله وملائكته يصلون على النبي يا أيها الذين آمنوا صلوا عليه وسلموا تسليما ليزا تترون أمبانكم جنورو الله شمتك ها نعمت توري أمياء يشيمين ثاري أري نعمت توري كا مجيء متوانا لا أمياء بيار جنورو الله شمتك يشيمين ثاري نعمت توري جنورو كا جيتوا ما سلوشينا جيتوا لوميا تاغو بچنو ميو قرآن نما الله شمتك أميشيده وإن تعدوا نعمة الله لا تحصوها nga lo shime taken ateno ko chimin thare ni'mat tori ko re ateno yitwa me solution ne beni ne ma yitwa lu mya aro Allah ye ni'mat tori amya umya shi ari ni'mat tori ko chonoru ga Allah ye ni'mat lu dabo thaya Hazrat Thani rahmatullahi alayhi amin shi de banda ga allo shime taken ye chimin ne ni'mat tori ko tong swe bi roသုံးဆွဲပြီးတော့အလ္လာဟ်ရဲ့နေမတ်တော်တွေကိုနေမတ်တော်လို့မမတ်ယူဘူးဆိုရင်ဒါတော်ကြီးမားတဲ့အန္တရာယ်ပဲအဲ့တော့ဘန္တာတယောက်ကတဲ့အလ္လာဟ်ချီးမြှင့်တဲ့နေမတ်တော်တွေကိုငါအလ္လာဟ်ရဲ့ဒါအလ္လာဟ်ရဲ့ချီးမြှင့်ထားတဲ့နေမတ်ပါလားလို့သူအနေနဲ့မတ်ယူပြီးတော့ခံယူပြီးတော့သူသုံးဆွဲမယ်ဆိုရင်အဲ့ဒီနေမတ်ကဘယ်တော့မှပျက်စီးမှာမဟုတ်ဘယ်အချိန်မှာအလ္လာဟ်ချီးမြှင့်ထားတဲ့နေအမတ်တော်တွေကိုငါရဲ့ရပိုင်ခွင့်ဒါငါပိုင်တာငါတော့ဒီလိုပဲဖြစ်တင်တာပေါ့အလ္လာဟ်ငါ့ကိုဒီလိုတော့ပေးတင်တာပေါ့ကိုယ့်ရဲ့ရပိုင်ခွင့်လို့ထင်လာမယ်ကိုယ့်ရဲ့ရပိုင်ခွင့်လို့မြင်လာမယ်ဥပမာအဖြစ်ကျွန်တော်တို့မြင်နိုင်စွမ်းဒါအလ္လာဟ်ပေးထားတဲ့နေအမတ်ကျွန်တော်တို့အလ္လာဟ်ချီးမြှင့်ထားတာဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကိုမဟုတ်တဲ့ငါလူတယောက်ဖြစ်လာရင်တော့အလ္လာဟ်တော့ငါ့ကိုမြင်အောင်လုပ်ပေးရမှာအလ္လာဟ်တာဝန်ပေါ့ဒါငါရပိုင်ခွင့်လို့ကိုမယူလိုက်မင်းမြောင်များစွာသောသူတွေမျက်လုံးလဲပါလာတယ်ခန္ဓာကိုယ်စိတ်ပိုင်း360အကုန်ပါလာတယ်မျက်လုံးကြီးပြလာပြီးတော့အလ္လာဟ်စကူအလင်းအာယုံမထည့်ပေးထားတဲ့လူတွေအများကြီးအဲ့တော့ပြောချင်တာကဘန္တာဒီအလ္လာဟ်ချီးမြှင့်ထားတဲ့နေအမတ်ကိုမိမိရဲ့ရပိုင်ခွင့်လို့သဘောမထားဘဲနဲ့အဲ့လိုသဘောထားလိုက်ရင်သွားပြီအဲ့လိုသဘောထားတဲ့နေဖနာဖြစ်တဲ့နေအလ္လာဟ်ငါ့ကိုချီးမြှင့်ထားတဲ့နေအမတ်တော်တွေဒီဒါဟာအလ္လာဟ်ရဲ့ချီးမြှင့်မှုပဲဖြစ်တယ်ငါနဲ့မထိုက်တန်ဘူးငါရဲ့ရပိုင်ခွင့်မဟုတ်ဘူးဆိုပြီးတော့တဲ့သူ့အနေနဲ့အလ္လာဟ်ရဲ့နေအမတ်တော်တွေကိုသုံးဆွဲနေမယ်ဥပမာအဖြစ်ကျွန်တော်တို့ကိုအလ္လာဟ်ရှင်မြတ်တခင်ကဒေါလတ်စီးစိမ်ဥစ္စာကိုပိုင်အိမ်ကိုပိုင်အရေးကိုပိုင်စီးပွားရေးပေးထားတယ်ဟာတဲ့ဒါငါရပိုင်ခွင့်လို့မမတ်ယူဘလို့မတ်ယူမလဲဒါအလ္လာဟ်ရဲ့ချီးမြှင့်မှုဒါအလ္လာဟ်ရဲ့နေမတ်အဲ့လိုမတ်ယူပြီးတော့ဒီနေမတ်ကိုသုံးဆွဲရင်မတ်ထားတဲ့အဲ့ဒီနေမတ်ကဘယ်တော့မှမပြည့်စည်ဘူးမျိုးရိုးစင်ဆက်သုံးဆန်းမျိုးရိုးစင်ဆက်ချမ်းသာပြီးချမ်းသာမျိုးရိုးစင်ဆက်အစဉ်ပြေပြီးအစဉ်ပြေနေမယ်ဘယ်အချိန်မှနေမတ်ကိုမဟုတ်ဘူးဒါငါရပိုင်ခွင့်ငါ့ကိုလှပေးရမှာပေါ့အဲ့တော့တဲ့ဘယ်အချိန်မှအလ္လာဟ်ရဲ့ချီးမြှင့်မှုကိုအလ္လာဟ်ရဲ့နေမတ်ကိုအလ္လာဟ်ရဲ့နေမတ်လို့မမတ်ယူပဲနဲ့ငါရဲ့ဟက်ငါရဲ့ရပိုင်ခွင့်လို့မတ်ယူလိုက်တယ်ဆိုရင်ဒါအလ္လာဟ်ရဲ့ချီးမြှင့်မှုကိုဒါသူစော်ကားရရောက်အလ္လာဟ်ရဲ့ပြီးကမ်းမှုကိုအလ္လာဟ်ရဲ့စွန့်ကြဲမှုကိုအလ္လာဟ်ရဲ့နေမတ်ကိုတန်ဖိုးမထားရရောက်တဲ့အတွက်တဲ့မှတ်ထားတဲ့တဖြည်းဖြည်းနဲ့သူ့ကိုချီးမြှင့်ထားတဲ့နေမတ်တွေကုံဆုံးသွားနောက်ဆုံးသူကစုံမြုပ်ပြီးတော့ဘဝပြည့်စည်သွားအဲ့တော့နေမတ်လို့ပြောရင်နံပါတ်1အကြီးမားဆုံးနေမတ်ကဘာလဲအလ္လာဟ်ရှင်မြတ်တခင်ကျွန်တော်တို့လူဖြစ်နေဖန်ဆင်းတယ်အလ္လာဟ်ကျွန်တော်တို့တိရစ္ဆာန်ဖြစ်နေဖန်ဆင်းလို့မရဘူးရတယ်အလ္လာဟ်ဘယ်သူကစောရကတ်တတ်ပါလဲအလ္လာဟ်ဘယ်သူကဘာစောရကတ်တတ်နိုင်လို့လဲဒါပေမဲ့ကျွန်တော်တို့အလ္လာဟ်လူဖြစ်နေဖန်ဆင်းတယ်ဒီကနေ့ကျွန်တော်တို့ကိုအလ္လာဟ်ရှင်မြတ်တခင်မြောင်များစွာသောကိစ္စရပ်တွေမစအလာတွေပြည့်ညက်ချက်တွေတားမြစ်တဲ့အထက်မှာကျွန်တော်တို့ခွေးသားစားလို့မရဘူးဝတ်သားစားလို့မရဘူးအဲ့တော့တက်ပြီးလူသားလည်းစားလို့မရဘူးအဲ့တော့ပြောတော့ဒါဆိုခွေးသားစားလို့မရတယ်လို့လူသားလည်းစားလို့မရဘူးလူသားစားလို့မရတော့ခွေးသားစားလို့မရဒါခွေးနဲ့လူနဲ့တကိုင်းနဲ့ပို့လိုက်တာလားမွတ်စလင်တယောက်တွေးကောင်းတွေးနိုင်တယ်လေအလ္လာဟ်ဒီလူသားလည်းစားခွင့်မပေးထားဘူးခွေးသားလည်းစားခွင့်မပေးဘူးဝတ်သားလည်းစားခွင့်မပေးဘူးဆိုတော့
တနည်းအားဖြင့်ပြောလူသားနဲ့ခွေးသားအလားတရမ်းနဲ့ပို့လိုက်တာနဲ့မတူဘူးလားတော်တော်များများအဲ့လိုသဘောပေါက်ကြတယ်အဲ့လိုတွေးကောင်းတွေးနေအဲ့တော့မှတ်ထားမှာဗာလဲခွေးတွေဝက်တွေကကြတော့ညစ်ပတ်လို့မတန့်လို့မကောင်းတဲ့အတွက်အလ္လာဟ်ရှင်မတက်ခင်ကဟာရမ်အပြစ်တတ်မှာလူသားကိုကြတော့အလ္လာဟ်ကလူသားစားလို့မပိုင်တာဘာကြောင့်လဲအင်နာအကရမကုမ်ဝလကဒ်ကရမနာဘနီအာဒမ်ငါအလ္လာဟ်ရှင်မတက်ခင်ကဘနီအာဒမ်လူသားကိုငါအလ္လာဟ်ကတဲ့ဂုံတိတ်ကချီးမြှင့်အဲ့တော့လူသားဒီလူသားစားလို့မပိုင်ဘူးဆိုတော့ကြီးကျယ်လို့မြင့်မြတ်လို့မပိုင်တာဟိုခွေးသားဝတ်သားလို့ညဉ့်ညမ်းလို့ညစ်ပတ်လို့မပိုင်တာမဟုတ်ဘူးမဆလာသဘောပေါက်ပြီလားမသိအဲ့တော့ပြောချင်တာကနံပါတ်1ကျွန်တော်တို့အလ္လာဟ်ချီးမြှင့်ထားတဲ့နေအမတ်တော်တွေမှာအလ္လာဟ်လူပြည့်ပန်စေပေးတာဒါတော်တော်ကြီးမားတဲ့နေအမတ်နံပါတ်2ကျွန်တော်တို့မတောင်းမတမကြောင်းမကြပဲနဲ့ကျွန်တော်တို့အမေကမွတ်စလင်မလို့အဖေကမွတ်စလင်မလို့ကျွန်တော်တို့အီမန်ကိုဖရီလွယ်လွယ်လေးရအောင်အီမန်အတွက်ဘာမှမကြိုးပမ်းရဘူးအီမန်အတွက်ဘာမှဖီကီမပတ်ရဘူးလွယ်လွယ်လေးအမေကမွတ်စလင်မလို့ကျွန်တော်အိုင်ရှာမွေးလိုက်လို့ကျွန်တော်နာမည်အာရစ်ဖြစ်သွားတယ်ဆလီမာကမွေးလိုက်လို့ကျွန်တော်နာမည်ဆလင်းဖြစ်သွားတယ်သဘောပေါက်နေလားမသိအဲ့တော့ပြောချင်တာကကျွန်တော်တို့ဒီအီမန်နဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဒုက္ခခံပြီးတော့ကျွန်တော်တို့ဒီအီမန်ရဖို့ကြိုးပမ်းထားတာမရှိဘူးကျွန်တော်တို့မီယူဖလားအလ္လာဟ်ကကျွန်တော်တို့ကိုမိဘနှစ်ပါးမွတ်စလင်ဖြစ်တဲ့ပုံကျွန်တော်တို့လွယ်လွယ်နဲ့ပဲမွတ်စလင်ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ဒီအီမန်ကိုအလ္လာဟ်ချီးမြှင့်ပြီးတဲ့နောက်မှာဒီအီမန်ကိုကျွန်တော်တို့တန်ဖိုးထားရမယ်လွယ်နဲ့တော့အီမန်ရသွားပြီမဲ့အဲ့ဒီဘလောက်အီမန်ဝင်ဖို့လွယ်လဲအီမန်ထွက်သွားဖို့လဲအဲ့လောက်လွယ်အေးအီမန်ထွက်သွားဖို့ပူလို့တောင်လွယ်တယ်ဟာဒီဆိုတဲ့ပုံမှာလာရှိတယ်ကိုရဘီကီယာမတ်နီးလာပြီဆိုလို့ရှိရင်တဲ့မနက်ကိုမွတ်စလင်နဲ့ညနေကိုကာဖီညနေကိုမွတ်စလင်နဲ့မနက်ဆိုကာဖီဖြစ်သွားမယ်ဘာကြောင့်လဲကျွန်တော်တို့ရဲ့အပြောအဆိုတွေကျွန်တော်တို့ရဲ့အတုံးလုံးတွေကျွန်တော်တို့တချို့စကားတွေပြောလိုက်တယ်တချို့အခုတတိယအောင်မိုးရွာချဥမာမိုးရွာနေတော့လွယ်လွယ်လေးပဲပြီးလိုက်ကျွန်တော်တို့အမေအမတွေအိမ်မှာသူတို့အဝိစားတွေပါသူတို့ချော်နေတယ်ဟာနင်းနေပူတယ်ငါအဝိတွေထုတ်ပြီးချော်မယ်လမ်းမယ်ဖုတ်မယ်ဆိုပြီးဘလို့လဲချော်ပြီးတော့ဝုန်းဆိုပြီးတော့မိုးရွာချလိုက်တယ်ဒါမှမဟုတ်အဝိစားတွေလမ်းထားပြီးတဲ့အချိန်မှာမိုးရွာချလိုက်ကျွန်တော်တို့ပါပြောကွာတယ်ဒီမိုးရတယ်စောက်နဲ့နိုင်ပြီးတော့ဟုတ်တယ်မလားဒီမိုးကရွာပြန်ပြီးကွာတယ်တောက်တစ်ခေါက်နဲ့ဒါမှအလ္လာဟ်အမိန့်ရှိတယ်ဟေးဒါဟ်လို့ခေါ်တယ်ခေတ်ကာလကိုမကောင်းမပြောနဲ့နော်တဲ့ခေတ်ကာလကငါအလ္လာဟ်ကိုယ်တော်တိုင်ပဲငါအလ္လာဟ်ပိုင်တာကိုကလီဘုလိုင်လာဝနာနိညပြောင်းလဲတာငါအလ္လာဟ်အမိန့်နဲ့ပြောင်းလဲတာမိုးရွာစီတာဘသူရွာစီတာအလ္လာဟ်ရွာစီတာလေနေပူစီတာဘသူရွာပူစီတာလေအလ္လာဟ်ပူစီတာလေအဲ့ဒါကြောင့်ကျွန်တော်တို့ကဟာဒီယာဒီဥဒုဟာမိုးရွာပြန်ပြီကွာအလုတ်သွားကနေမှရွာပြန်ပြီကွာပလီသွားကနေမှရွာပြန်ပြီကွာဘယ်မိုးကိုမကောင်းမပြောမိုးကိုမကောင်းပြောရင်ဘယ်သူမကောင်းပြောရအောင်အလ္လာဟ်ကိုမကောင်းပြောတာအလ္လာဟ်ရဲ့နေစာမတ်အလ္လာဟ်ရဲ့စီမံမှုကိုကျွန်တော်တို့စောရကတတ်တာဒါဟာအီမန်အန်ဒီရရှိလားမရှိအီမန်ကိုတော့ဆောင်နေတယ်အီမန်ခတရာလေခင်ဗျားဗျာကျွန်တော်သားကကျွန်တော်လှုပ်တဲ့ကိစ္စရဲ့လေတီလီဆိုင်ကိစ္စအိမ်ကိစ္စမှာကျွန်တော်လှုပ်ထားတဲ့ဥစ္စာကိုစောရကတက်ရင်ကျွန်တော်ဘယ်လောက်ဒေါသထွက်ဟဲ့အောင်မင်းငါမွေးထားတဲ့ကောင်မင်းငါလှုပ်မှာမင်းလာပြီးရှာရှည်နေသေးတယ်ဖြတ်ရိုက်ပလိုက်မယ်ဆိုပြီးစောရကတက်တယ်မကြိုက်ဘူးအလုတ်ရှင်ကအလုတ်သမားကိုကိစ္စတစ်ခုအလုတ်ရှင်လှုပ်ထားတဲ့ဟာကိုအလုတ်သမားကစောရကတက်ရင်အလုတ်ရှင်မကြိုက်ဘူးဒါတာမန်လူတွေကျွန်တော်တို့လှုပ်ထားတဲ့ကိစ္စတစ်ခုကိုကျွန်တော်တို့ရဲ့လက်အောင်ငယ်သားကျွန်တော်တို့ရဲ့နှိမ့်နဲ့ပါတဲ့လူတယောက်ကစောရကတိုင်ကျွန်တော်တို့မကြိုက်ဘူးအဲ့တော့အလ္လာဟ်ရဲ့နေစာမလဲကဘာကြီးကိုအလ္လာဟ်စီမံနေတာလေဒီမိုးရွာစေတာအလ္လာဟ်အမိန်နေပူစေတာအလ္လာဟ်အမိန်ကျွန်တော်တို့ကိုဖြစ်စီဖြတ်စီအရာအားလုံးကအလ္လာဟ်ရဲ့လက်ထဲမှာရှိတယ်အဲ့ဒီကြောင့်လူတယောက်ကမိုးရွာတာကိုပြောလိုက်တယ်ကွာတောက်တယ်ဒီမိုးကရွာပဲရွာနိုင်တယ်ဒီနေရလဲပူပဲပူနိုင်တယ်ဆိုဒါကဘာလဲတနည်းအားဖြင့်ပြောရင်အလ္လာဟ်အလ္လာဟ်ရဲ့နေစာမတ်အလ္လာဟ်ရဲ့စီမံမှုတွေကိုကျွန်တော်တို့ကအလိုမကျတာအလ္လာဟ်ရဲ့စီမံမှုတွေကိုစောရကတက်ရရောက်တယ်အဲ့တော့ပြောချင်တာကဘာလဲဆိုမနက်ကိုမွတ်စလင်ညဆိုကာဖီဆိုတာကဘာလဲကျွန်တော်တို့ရဲ့အပြောအဆိုတွေကျွန်တော်တို့ရဲ့အတုံးလုံးတွေကြောင့်ကျွန်တော်တို့ကအီမန်ထွက်သွားလို့ထွက်သွားမှမသိအဲ့တော့အလ္လာဟ်ရှင်ကျွန်တော်တို့အားလုံးကိုထိမ့်သိမ့်တော်မူပါစေနားလည်နိုင်တဲ့တောဖီကပြီးတော်မူပါစေအဲ့တော့ကျွန်တော်တို့နှုတ်ကိုအမြဲတမ်းလို့ထိမ့်မယ်နှုတ်စီးဆောက်ရနှုတ်စီးဆောက်ရဒီနှုတ်ချလေအလ္လာဟူအက်ဘာတော်ကုရ်ဘာန်ကြောင့်တော်တန်မိုးရှိဒီကနေ့အစ္စလာမ်ရဲ့အကြီးမားဆုံးရန်သူမွတ်စလင်တွေကိုရဆက်တဲ့အစ္စလာမ်ကိုကြီးမားတဲ့ဒုက္ခပေးတဲ့ကာဖီလူဆိုဟဲဗီသူယုံမှာအကြီးစားဒီကနေ့
နှစ်60တိတိအစ္စလာမ်ကိုဒုက္ခပေးထားတယ်ဒါပေမဲ့အလ္လာဟ်သူ့ဟီဒါယတ်ပေးပြီးတော့သူနှုတ်ကနေပြောလိုက်တယ်အာမန်တူဘီလာဝမလာအီကတီဟီဝကုတူဘီဒီကနေ့မွတ်စလင်ဖြစ်သွားဒီကနေ့အလ္လာဟ်ရဲ့မဘဂိုးအလ္လာဟ်တော်သားအလ္လာဟ်ရဲ့အမျက်ကြမဲ့တည်ခြင်းဆိုးမဲ့လူကအခုအလ္လာဟ်ရဲ့အချက်တော်ဖြစ်တယ်အချက်ဝလီယူလာဖြစ်တယ်ဘာကြောင့်ဒီနှုတ်လီကြောင့်ခင်ဗျာကျွန်တော်တို့မိန်းမကဒဇိမိန်းမကြည်လို့မရထီလို့မရအကင်လို့မရဘယ်လိုပြောလိုက်လဲနကာတူဟာကဘီလ်တူဟာဇောလက်ခံပါတယ်နီကာလုပ်ပါတယ်လို့ပြောလိုက်တော့ဒီမိန်းမကကျွန်တော်ကြည်လို့လည်းရပါပြီကင်လို့လည်းရပါပြီကျွန်တော်အများကြီးလှုပ်ချင်တာလှုပ်လို့ကျွန်တော်ပြောနေတာသဘောပေါက်လားအီမန်ရှင်ရဲ့နှုတ်ကတော်တာမိုးရှိဒီနှုတ်ကနေပဲဗျာကျွန်တော်ချစ်စနီးကျွန်တော်ရဲ့မယား10နှစ်10မှုပေါင်းလာတဲ့မိန်းမကိုတလားလို့ပြောလိုက်ရင်တွားပြီးဒဇိဖြစ်တယ်ဟာကျွန်တော်ပြောနေတဲ့သဘောပေါက်နေလားနှုတ်ချဘလောက်တန်ဘူးရှိလဲပြောတာဒီနှုတ်ကိုတလွဲအလွယ်လေးကျွန်တော်တို့နှုတ်ကိုလာတဲ့မဲ့လာယာနီဗဇတ်ထဲတွေးကြရစကလုံးတွေမတုံးနဲ့अक्लमंद बोल कर सोचता है सोच कर बोलता है बेवकूफ बोल कर सोचता है ये शीरे लुगार है मप्योगी सिंजारे सिंजा भी मप्यो ngटोंगा जारो पिन्या मशीरे लु जारो जाहिली मुतलक का जारो सिंजा भी प्यो भी मा सिंजा और सिंजा भी मा प्योरा ने प्यो भी मा सिंजा रा सरो ဒီမှာလူငယ်တွေထိုင်နေဒီပိုင်းကြီးကတွေးမယ်ဟာဆရာတဲ့တိတ်မကွာဘူးလေဘာကြီးကြီးမမကွာလို့လေအဲ့ဒီဘေးကိုမိုးနဲ့မြင်နေကွာဘယ်မပြောခင်စဉ်းစားတာကကိုယ့်လက်ထဲမှာရှိဘယ်မမူကြီးကိုချစ်စရာကောင်းလိုက်တာအာမမူကြီးကဒါရီနမာဇီသူတော်စင်ကြီးလို့ပြောလိုက်တယ်ဒီနှုတ်နဲ့ပဲအဲ့ဒါကဘာမှမပြဿနာမရှိကျွန်တော်ဒီမမူကြီးကိုနေထိုင်နေမကောင်းတာပြောလိုက်တယ်ဆဲဆူပလိုက်တယ်ဆိုဘာဖြစ်သွားလဲရံပွဲတွေဖြစ်သွားပြီဖစ်တနာတွေဖြစ်သွားတယ်ဘာမှလုပ်လို့မရအဲ့တော့ပြောချင်တာကမပြောခင်စဉ်းစားမပြောခင်စဉ်းစားပြီးွားရင်ပြောပြီးွားရင်မင်းမပိုင်တော့ပြောပြီးသွားတဲ့စကားခင်ဗျားမပိုင်ပါဘူးအရှိလူပိုင်သွားတာအရှိမရှိတဲ့ society အရှိမရှိတဲ့ jamaat အရှိမရှိတဲ့လူပိုင်သွားတာအရှိမရှိတဲ့မယားအရှိမရှိတဲ့တငယ်ချင်းသူပဲပိုင်သွားတာမင်းမပိုင်တော့မင်းအဲ့စကားလုံးကိုမင်းပြန်မပိုင်တော့မင်း control လုပ်လို့မရတော့မင်းမပြောခင်စဉ်းစားမပြောသေးကာလပတ်လုံးဒီစကလုံးမင်းပိုင်နေသေးတယ်ဒီစကလုံးကနေရရှိမဲ့အကျိုးအမြတ်တွေကိုဒီစကလုံးကနေရရှိမဲ့ဆိုးကျိုးတွေကိုမင်းပိုင်မင်းလက်ထဲမှာရှိသေးတယ်မင်းပြောပြီးသွားရင်တော့မင်းဘာမှလုပ်လို့မရတော့အဲ့ဒါကြောင့်မို့ပါလေမပြောခင်စဉ်းစားပြောပြီးသွားရင်လည်းမစဉ်းစားရင်ဘာမှလုပ်လို့မရတော့ဘူးအဲ့တော့ပြောချင်တာကမူဆလမန်တယောက်ရဲ့နှုတ်ကထွက်တဲ့စကားလေးဘယ်လောက်တန်ဖိုးရှိတယ်မနေ့ကအစ္စလာမ်ရဲ့ရန်သူဒီကနေ့ကလီမာလာအီလာဟာအီလလာမုဟမ္မဒ်ရဆူလလာဖတ်တယ်အလ္လာဟ်ရဲ့အချစ်တော်ဖြစ်သွားတယ်မနေ့ကအရက်သမားဖဲဖူးဖာမဟုတ်တာအကုန်လုံးတယ်ဒီကနေ့အလ္လာဟ်ရှိမှတောဘာလုပ်ပြီးတော့ကယောမင်ဝလာတတ်သူအုံးကိုတောဘာလုပ်တဲ့လူကတဲ့မိခင်ဝင်းထဲကကျွတ်လာတယ်လို့ပဲအဖြူတယ်လေးဖြစ်သွားဇင်ဒဂီတတန်း60လုံးနမတ်ကိုလွတ်ခဲ့တယ်တတန်း60လုံးအလ္လာဟ်ကိုမိခဲ့တယ်တတန်း60လုံးနေခြင်းတို့နေပြီးဘဝကြီးကိုတိဆောက်ခဲ့တယ်တောဘာလုပ်ပြီးတော့ဒီကနေ့ပလီတဲကိုရောက်လာတယ်အလ္လာဟ်ရဲ့ရင်ငွေထဲကိုရောက်လာတယ်ဆိုဒီကနေ့အလ္လာဟ်ရဲ့ချစ်သူဖြစ်သွားကျွန်တော်ပြောသဘောပေါက်တယ်ကာဖီတွေမှာတော့အယူဆရှိတယ်တချို့ဂိုင်ကောင်းနေမှာအဲ့လိုအယူဆရှိတယ်ဒီလိုလုပ်ရင်တော့နောင်ဘဝကျရင်မြောက်ဖြစ်မယ်ခွေးဖြစ်မယ်ဘာဖြစ်မယ်ညာဖြစ်မယ်နောင်ဘဝကျမှာဆိုအဲ့တော့နောင်ဘဝမှာမြောက်ဖြစ်မယ်နောင်ဘဝမှာခွေးဖြစ်မယ်ဆိုတော့နောင်ဘဝကျမှခွေးဖြစ်တော့မှတော့မထူးတော့ဘူးချီးစားမယ်ဆိုပြီးတော့မကောင်းတာတွေကိုထက်ခါလို့ကဘာမြေကြီးတစ်ခုလုံးကမကောင်းတာတွေနဲ့ပြည့်သွားဒါပေမဲ့အစ္စလာမ်ကဘယ်လောက်ချစ်ဖို့ကောင်းလဲခင်ဗျာဇင်ဒဂီအသက်60လုံးမကောင်းမှုတွေလောက်ခဲ့ကဘာကြီးတစ်ခုလုံးကောင်းကြီးတစ်ခုလုံးမကောင်းမှုတွေနဲ့ဖြည့်လိုက်ဒီကနေ့ပဲအကျွတ်တရားရနောင်တရပြီးအလတ်ရှိကိုလဲပြီးမျက်လုံးကနေမျက်ရည်20ကျပြီးတောပါလုံးလိုက်အားလုံးကိုအလတ်ပဲဖြတ်လိုက်အားလုံးစာမျက်နှာအသစ္စာဘဝအသစ္စာစိတ်သစ်ကိုယ်သစ်လူသစ်ဘဝအသစ်ဆိုတာအဲ့ဒါကိုပြောအဲ့တော့ကျွန်တော်တို့ imagine ကမိမိနှုတ်ကိုထိန်းမယ်ဒီနှုတ်ကဘယ်လောက်တန်ဖိုးရှိလဲကျွန်တော်ပြောပြတယ်ကာဖီကအီမန်နဲ့အစ္စလာမ်ကိုလက်ခံလိုက်တဲ့ဒီနှုတ်ကြောင့်ကျွန်တော်နဲ့ရန်သူကကျွန်တော်ရဲ့ညီနောင်ဖြစ်သွားတယ်ကျွန်တော်နဲ့ဒဇိမိမကြည်မရထီမရတဲ့မိမတယောက်နကတူဟာကဘီလ်တူဟာဇဝဂျ်တူဟာလို့ပြောလိုက်တာနဲ့ကျွန်တော်အားလုံးလုပ်လို့ရတယ်
ဟာဒီကနေ့အတူအိမ်ဒဂရင်ထဲမှာအတူအိမ်နေတဲ့မင်းဟာတလားလို့ပြောလိုက်တာဒဇိန်ဖြစ်သွားပြောချင်တာသဘောပေါက်နေလားမသိဘူးမိမိတို့ကိုကြည့်ဘလောက်အစ္စလာမ်ကအလ္လာဟ်ကရဘ်ဘူလ်အစ္စတ်ကဘန္တာရဲ့နှုတ်ကထွက်တဲ့စကားကိုတန်ဖိုးထားလဲဆိုအလ္လာဟ်ရဲ့ဂုဏ်တော်တွေထဲမှာဂုဏ်တော်တို့ကရှာကစ်လို့ခေါ်တယ်အလ္လာဟ်ဒီကဒရဒန်တန်ဖိုးထားတယ်ဘန္တာရဲ့နှုတ်ကထွက်တဲ့စကားတိုင်းကိုတန်ဖိုးထားတယ်အဲ့ဒါကြောင့်လို့ကျွန်တော်တို့ဗဇက်ကထွက်တဲ့မြစကားလာယာနီတွေ့ရစကားအကုန်လုံးရှောက်မပြောနဲ့တချို့စကားပြောလိုက်ရင်အီမန်ပြတ်သွားတယ်တချို့စကားကြောင့်နီကာပြတ်သွားတယ်တချို့စကားတွေကြောင့်ကျွန်တော်တို့အီမန်ထွက်သွားလို့ထွက်သွားမှမသိဘူးဒါကပဲဟာဒီသ်တော်ကပြောတာမနက်ဆိုရင်မွတ်စလင်နဲ့ညဆိုရင်ကာဖီအဲ့တော့အမြဲတမ်းလို့ဘာလုပ်မလဲကျွန်တော်တို့ကလီမာဖတ်နေမယ်အမြဲတမ်းလို့အစ္စတိဖာလုပ်နေမယ်ကျွန်တော်တို့စကားလုံးတစ်လုံးနှုတ်ကနေမထွက်ခင်ကျွန်တော်တို့စဉ်းစားမယ်အဲ့တော့အချက်ခိုက်ကျွန်တော်တို့ဒီပိုက်ဒုနီယာမှာဘေကာရောမထိုင်နေနဲ့ဒီလိုပဲဘေကာထိုင်နေမယ်လူငယ်တွေချိနေတော့ဟိုလက်ဖေးဆိုင်မှာအာလူဖုံနေမယ်မိုဘိုင်းလေးချက်တွေတိုက်နေမယ် PUBG တွေစော့နေမယ်ဒီလိုပဲမတ်ဟာဒီစ်တော်တပုတ်နာတော့ဟာဒီစ်တော်မှာတဲ့အလုံးနေတဲ့ကိစ္စတစ်ခုတည်းမှာနစ်မုန်းနေတဲ့လူကိုရှိုက်တန်မနှောက်ရှက်ဘူးဘာမှအလုံးကိမရှိဘဲနဲ့အားနေတဲ့လူရှိုက်တန်ပူနှောက်ရှက်တယ်ဘာကြောင့်ရှိုက်တန်တက်သူခွင်မဲ့လေဘိုက်ဒုနီယာကိစ္စအကျိုးရှိတယ်ဆိုအလုံးလုံးနေဘိုက်ခင်ဗျ KTV သွားဒါပေမဲ့ဒါအလုံးချင်းဖြစ်နေတော့ KTV မသွားနိုင်ဘာကြောင့်လဲဟဲ့အောင်ဒီအလုံးပြီးမှနောက်မရှင်ငါဘောစီပြဿနာရှာမှာငါဒီအလုံးမပြီးပတ်စံမရဘူးतू သွားခြင်းပြီးမဲ့လေဂုဏဘက်ကိုခေါ်နေတာမှန်ပြီးမဲ့လေသွားခြင်းပြီးမဲ့လေ तू သွားလို့မရဘူးဘာကြောင့်အလုံးတစ်ခုတည်းမှာနစ်နေတဲ့အတွက်သဘောပေါက်လားမသိအဲ့တော့ပြောချင်တာကခင်ဗျားတို့ဒီလူငယ်တွေဒီခင်ဗျားတို့အားနေတဲ့အလုံးမလုံးနဲ့အားနေအလုံးမရှိဘူးဆိုတာမရှိဘူးခင်ဗျာဒုနီယာအတွက်လိုအပ်လားဒုနီယာရဲ့စီးပွားရေးလားဘယ်ဒုနီယာရဲ့အလုပ်တွေလုပ်ဒုနီယာအတွက်ကြိုးပမ်းမကြိုးပမ်းတော့လားအာခိရတ်တက်ကြိုးပမ်းခင်ဗျားတို့အချိန်နေအလကားမရဟာဇတ်ရှိခ်အစ္စလာမ်မူဖတီတကီဆပ်အမင်းရှိတယ်ကျွန်တော်တို့အလ္လာဟ်ပေးထားတဲ့ဇင်ဒဂီတော်တော်တိုးနှောင်းတဲ့ဇင်ဒဂီတစ်ခုဖြစ်တယ်တဲ့အဲ့ဒီဇင်ဒဂီကိုကျွန်တော်တို့ကတဲ့ချင်းပြီးတော့သုံးအောင်ရွှေနဲ့ချိန်ပြီးတော့10မိနစ်10စက္ကန့်ကိုကျွန်တော်တို့ချိန်ပြီးတော့ရွှေကိုမူးနဲ့ပဲနဲ့ဘလို့ချိန်လဲကျွန်တော်ဇင်ဒဂီကဒါရွှေပေးလို့မရတဲ့တန်ဖိုးရှိတဲ့အချိန်ဒုနီယာအတွက်အကျိုးရှိမလားအဲ့ဒီမှာအတုံးချလိုက်ဒုနီယာအတွက်အကျိုးမရှိဘူးဆိုလို့ရှိရင်အာခိရတ်အတွက်အတုံးချဒါပဲရှိတယ်နောက်ဆုံးအားနေတဲ့ထိုင်နေတဲ့ဆူဘဟာနလ္လာဟ်အလ်ဟမ်ဒူလ illah အလ္လာဟူအက်ဘာအစတဂဖီရုလ္လာအစတဂဖီရုလ္လာဟ်ရဘ္ဘီမင်ကုလ်ဒမ်ဘင်ဝအတူဘအီလိုင်तटिया कलीमा फन में चलते फिरते सुबहानल्लाह वल्हम्दुलिल्लाह वला इलाहा इल्लल्लाह वल्लाहु अकबर वला हौला वला कुव्वता इल्ला बिल्लाहिल अलील अज़ीम क्यों जना चनोरु बेकार ठाइने लो मिया आनी रे सो चिलाई लुंगे रिया बाबलु लोग नाले है बा ठाइ लोग नाले वो आनी लुरे नाइगो आनी लुरे गई नहीं ने जानता दोरो मोरे अलु मतोहरा उरे तोराई दोरे दिने नाले में भाई अलु मलोना आ नीरे लूरी अलौ मशीरे लूरी शैतान पूछे सीरी और चनोरो चेनी बालों में दुनिया तो अचूशी मिला अरे दुनिया अठे माँ बे दुनिया तो अतों चाले आखिरत तो अचूशी मिला अरे निया माँ अतों चाले चनोरो मुस्लिम का आ नीरे सुरा में फिर मुस्लिम टियाव का आ नीरे अच्छे सुरा में शिया नरु को सीबोई शारा गा चनोरो तो रोमिया मुस्लिम नहीं थे निना का दागा दुनिया शारे लुटे ने भाई सिवाई शाबू चनोरु को तमन्मा सल्लल्लाहु अलैहि वसल्लम का मेन धाराले हाला रोजी शाबू चनोरु को टावन पी धाराले चनो मम वली नफ्सी का अलैका हक चनो ये खाना कोई ये हक वटियारी शीरे चनो ये वली ज़ौजी का अलैका हक मिमी जनी ये वटियारी शीरे मिमी तादमीरी ये वटियारी शीरे मीबारी ये वटियारी शीरे और चनोरु का दिसी वा शामा सीमा शीमा हाला रोजी को शाह जिंदी इबादत फिर हाला रोजी शारे लूरेगा मने फिर क्या मने चाहे हाला रोजी शारे ताजिर कौंदेरीगा सिवाई दमारीगा रे मने फिर चाहे यो शरूना मान नबीरी सिद्दीकीन शुहादारी ने अटूरू शेमियन ढाया में दबा बोला मदी और सिवा शारा दी दुनिया शारा महू दुनिया महू दादी इबादत फिटे दहा अल्लाह ने अल्लाह रसूल का खाइना रहा फिटे तभी मैं सिवा उले अल्लाह ने अल्लाह रसूल ये तब मठारे सीरी बाउनी अटनिया शामा इबादत फिमा जनबिया दबा बोला हम दे हराम निगु शाउमा इबादत फिमा और चनोट्यो जनागा चनोरु ये जिंदगी तरो टूनों ने अरी जिंदगी को चनोरु टांबू शीशी ने अतौ छाया
Hazrat Maulana Ahmad Ali Lahori Rahmatullahi alayhi ဒါလေးပြောပြီးတော့ညီကုန်းချုပ်လိုက်မယ်အချိန်ရမရှိတော့ Hazrat Maulana Ahmad Ali Lahori Rahmatullahi alayhi တကယ်ကြီးကျယ်တဲ့သူတော်စင်ကြီးတကယ်ကြီးကျယ်တဲ့ဆာဟီဘီကရှုကရာမာအလ္လာဟ်ရှိမဲ့တခင်ကသူ့ကိုတခါတခါအဲ့လိုပရဒါတွေဖယ်ပေးလိုက်သူဒီအကောင်းလားအဆိုးလားတန့်လားမတန့်လားညစ်ပတ်လားတခါတည်းခွဲကြလို့ရလူတယောက်ကိုကြည့်ပြီးဒီလူဒီဘာဂုဏတွေလောက်ထားလဲတန်းပြီးသိရဒီပစ္စည်းကိုသိပြီးဒီပစ္စည်းကဟလာလားဟုတ်လားမဟုတ်လားတန်းစစ်လို့ရမောလာနာအမီန်ဥကာရမီရာမတုလ္လာဟ်အလိုင်ဒီကကြီးကျယ်တဲ့မူနာဇီရီအစ္စလာမ်ဟာဇတ်ကဘာလို့လဲဆိုတော့ဟာဇတ်မောလာနာအာမတ်အလီလာဟူရီရာမတုလ္လာဟ်အလိုင်ရှိကိုတွားတော့သူ့ရဲ့တပည့်တပန်းနေမိတ်ဆွေတွေနဲ့အတူတူတွားတော့ဘာလို့လဲဆိုတော့ဟာဇတ်ကားတဲ့တကယ်ပဲဆာဟီဘီကရှုကရာမာအလ္လာဟ်ရှိမဲ့တခင်ကသူ့ကိုတကယ်ပဲသူဒီအမားမန်သူဒီဟာရမ်ဟာလာလ်ကိုခွဲခြားနိုင်တဲ့အရေးချင်းတကယ်ပြီးထားတယ်ဆိုတော့ဟုတ်လားမဟုတ်လားစမ်းစစ်မယ်ဆိုပြီးတော့ဘာလုပ်လဲဆိုတော့ဟာရမ်ပတ်စံနဲ့လေမော်ဒီနဲ့ဝယ်လိုက်တယ်ဟာလာလ်ပတ်စံနဲ့လေမော်ဒီပန်းဒီနဲ့ဝယ်လိုက်တယ်အသီးတွေဝယ်လိုက်တယ်ဝယ်ပြီးတော့အဲ့အသီးတွေမှာဟာလာလ်နဲ့ဆိုအမတ်သားလေးတစ်ခုဟာရမ်နဲ့ဆိုအမတ်သားလေးတစ်ခုကိုပေါ့မှတ်လိုက်တယ်တိတိလေးတွေမှတ်လိုက်မှတ်ပြီးတော့ဟာဇတ်ရဲ့ရှေခ်ခန်ကာကိုရောက်သွားတယ်ဟာဇတ်ရဲ့ခန်ကာကိုရောက်သွားတော့ဆရာကြီးနဲ့မူလာကတ်ဖြစ်တော့ဆရာကြီးကိုကျွန်တော်တို့တီတီတွေဝယ်လာပေးတာဆိုဆရာကြီးကအဲ့တီတီတွေယူလိုက်တယ်ယူပြီးတော့ကြည့်တယ်ये हराम माल का है ये हलाल का हैဒါကဟရမ်ပတ်စံနဲ့ဝယ်လာဒါကဟလာလ်ဆိုပြီးခွဲလိုက်ပြီးလိုက်ပြီးတော့ကျွန်တော်တို့ပြန်ကြည့်တယ်တဲ့တကယ်ပဲကျွန်တော်တို့ဟာရမ်နဲ့ဝယ်ထားတဲ့ဟာကိုဆရာကြီးကဟာရမ်လို့ဖဲ့လိုက်ဟလာလ်ကိုဟလာလ်ဆိုပြီးတော့တခါတည်းခွဲပလိုက်တယ်အလ္လာဟူအက်ဘာအဲ့လိုကြီးကျယ်တဲ့ဟာဇတ်မောလာနာအာမတ်အလီလာဟူရီရာမတုလ္လာဟ်အလိုင်ဈေးတွေကိုတွားရင်အပြင်ကိုတွားရင်မျက်စိပရဒါချတာဘာကြောင့်လဲဆိုလူတယောက်ကိုကြည့်မိဒီလူကဘာဂုဏလောက်ထားလဲသူ့မျက်နှာမှာတော့ပေါ်သူမြင်နေရဇီနာလောက်ထားရင်ဒါကအလ္လာဟ်ဒီတစ်ခါကြာရင်မိမိရဲ့အချစ်တော်တွေကိုအလ္လာဟ်ကကတ်ရှ်ဖ်လို့ခေါ်တယ်အလ္လာဟ်ဖွင့်ပေးလိုက်တယ်ပါရဒါတွေဖယ်ပေးလိုက်တယ်သဘောပေါက်လားမသိဘူးအဲ့လိုကြီးကျယ်တဲ့ဟာဇတ်မောလာနာအာမတ်အလီလာဟူရီရာမတုလ္လာဟ်အလိုင်ကတော်ကောင်းတဲ့မလ်ဖူဇာတစ်ခုပြောပြတယ်အဲ့ဒါလေးကျွန်တော်ပြောပြီးတော့ညီကုန်းချုပ်လိုက်ဟာဇတ်မောလာနာအာမတ်အလီလာဟူရီရာမတုလ္လာဟ်အလိုင်ကအမိန့်ရှိတယ်ဘာအမိန့်ရှိလဲဆိုတော့ငါကားတဲ့ယထာနဲ့ခရီးသွားဖို့ယထာဘူရာရောက်ပြီးယထာကစိတ်ပြီးယထာကအိုးဆွဲလိုက်ပြီးယထာရဲ့အပေါ်ကိုငါရဲ့ခြေထောက်တစ်ဖက်နင်းလိုက်နင်းပြီးသွားပြီအိုးနဲ့ဆွဲပြီးသွားပြီယထာထွက်နေပြီခြေထောက်တစ်ဖက်ကပလက်ဖောင်းပေါ်မှာနောက်တစ်ဖက်ကယထာပေါ်အဲ့ဒီအချိန်မှာတဲ့မွတ်စလင်တယောက်ကအီမန်ရှင်တယောက်ကလာပြီးတော့မေးမယ်ဆရာကြီးကုရ်အာန်ကျမ်းတော်မြတ်ရဲ့အလူသဘောကုရ်အာန်ကျမ်းတော်မြတ်ရဲ့အနည်းချုပ်ကဘာလဲဆိုပြီးတော့မေးလိုက်ရင်တဲ့ငါပြောလိုက်မယ်တဲ့ဘယ်အချိန်မှာအဲ့ဒီအချိန်နေမှာပဲပြောလိုက်မယ်တဲ့နံပါတ်1ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ပါရာ30လုံးရဲ့အနည်းချုပ်လုံးကိုပါရာ30လုံးကိုတခါတည်းတစ်ထိုင်နဲ့ပြောပြလိုက်မယ်ခင်ဗျာကျွန်တော်ကုရ်အာန်တအုပ်လုံးကိုအလ်ဟမ်ဒူလ နဲ့ဆူရာနာစ်အထိကျွန်တော်တီလာဝတ်တောင်မရှိတဲ့လူရှိနားလည်ဖို့သဘောပေါက်ဖို့သိဖို့ကတော့အဝေးတအုပ်လုံးကိုတဖ်စီရ်ဖတ်ဖို့အဝေးကျွန်တော်တို့ကျောင်းမှာ10နှစ်10မှုပဲစားပြီးတော့တဖ်စီရ်ဖတ်တာတော့နားလည်တဲ့ဟာနားလည်တဲ့ကျောင်းပြီးမှပြန်ပြီးတော့လိလာတာတွေရှိအဲ့တော့ပြောချင်တာကဟာဇတ်ကဘာပြောလဲကုရ်အာန်တအုပ်လုံးနဲ့ငါတထိုင်နဲ့အဲ့ဒီအချိန်မှာပဲပြောလိုက်မယ်ကွာတဲ့အဲ့တော့ကုရ်အာန်ကျမ်းတော်နဲ့တအုပ်လုံးရဲ့အနည်းချုပ်တဲ့ကဘာလဲဆိုလို့ရှိရင်တဲ့အချက်3ချက်တဲ့रब को राजी करो इबादत के साथ अल्लाह को अल्लाह ये चीना लो इबादत लो भी अल्लाह बारी इबादत अल्लाह तब मत हारे नमाज पढ़ो रोज़ा ठाबो ज़कात इबादत दी अल्लाह तब मत हारे इबादत दी लो भी और अल्लाह चीबू चीना निता मुया यूरे नमस्ते ना चलो मैं कुरान ये खुलासा अन्य चौथा उज्जत है तचे नमस्ते शाही अरब सल्लल्लाहु अलैहि वसल्लम को राजी करो इताअत के साथ नबुवत के चीज़ रोशे मोहम्मद रसूलुल्लाह चीबू चिना नितमुगु लूजिने सलूशीन तमानोये अमेंगु नागामी फवाची थलाई नंबर 2 चलो मैं कुरान ये अन्य चोगु ब्योरे अल्लाह की मखलूक को राजी करो खिदमत के साथ अल्लाह ये फंजीन धारे वीनिया अपाओလူတွေမဟုတ်ဘူးဝီနီယအပေါင်းကို
khidmat လုပ်ပြီးတော့တဲ့အလ္လာဟ်ကိုရာဇီလုပ်တဲ့အဲ့တော့ပြန်ပြီးအနစ်ချုပ်ပြောမယ်ကုရ်အာန်တအုပ်လုံးရဲ့အနစ်ချုပ်အချက်၃ချက်အပေါ်မှာပဲမူတည်တယ်နံပါတ်1အလ္လာဟ်ရဲ့အီဘာဒတ်လုပ်အလ္လာဟ်ရဲ့အီဘာဒတ်လုပ်ရင်အလ္လာဟ်ရဲ့ကြည်ပြုခြင်းနဲ့နှစ်သက်မှုရမုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ရဲ့ခွာချီတဲ့လိုက်အမိန်နာကန်အဲ့ဒါဆိုတမန်မဆလ္လာလာအလိုင်ဝါဆလမ်ရဲ့အခြေရမယ်တမန်မဆလ္လာလာအလိုင်ဝါဆလမ်ရာဇီဖြစ်မယ်နံပါတ်3ဝီနီယာအပေါင်းအလ္လာဟ်ဖန်ဆင်းထားတဲ့မခလုကိုခစ်မတ်လုပ်ခင်ဗျာကူညီခင်ဗျာခစ်မတ်လုပ်တဲ့အလေးထားလို့မှတ်ထားကဘာပေါ်မှာဒီကနေ့ယာဒူတွေရဖို့အတွက်တိုက်ပွဲတွေဝင်ကြတယ်နိုင်ငံတွေသိမ်းနေကြတယ်အာဏာတွေရဖို့လုပ်နေကြတယ်ခင်ဗျားတို့ကိုဒီကနေ့အဲ့လိုယာဒူတစ်ခုပေးလိုက်မယ်အဲ့လိုအာဏာတစ်ခုပေးလိုက်မယ်အဲ့ဒီအာဏာကိုဘယ်ဘယင်ကမှခင်ဗျားတို့ကိုစစ်ချီတိုက်ပြီးလာမလို့အဲ့လိုပလင်မော်တင်ပေးလိုက်မယ်အဲ့ဒါကဘာလဲခါဒီမီယတ်ကခါဒင်လို့အိမ်မနေလဲမိမကိုခစ်မတ်လို့ခလေးတွေကိုခစ်မတ်လို့အဖေအမေကိုခစ်မတ်လို့မိမိဘေးပတ်ဝန်းကျင်ကိုခစ်မတ်လို့အဲ့ဒီယာဒူကိုဘယ်သူမှလာမလို့ဆရာဆိုလို့ရှိရင်တပည့်တွေကိုခစ်မတ်လို့ကျောင်းသားမိဘတွေကိုခစ်မတ်လို့ပတ်သက်ကျောင်းအားလုံးကိုခစ်မတ်လို့ခင်ဗျာအလုပ်ရှင်ဆိုလို့ရှိရင်အလုပ်သမားတွေလက်အောက်ငယ်သားတွေခစ်မတ်လို့ခင်ဗျာခါဒီမီယတ်လို့ခေါ်တယ်ခစ်မတ်လုပ်တဲ့ဒီယာဒူကိုဘယ်သူမှလာမလို့ကျွန်တော်တို့မှာခတ်တာကယောဂါကဘာလဲဆိုတော့ကျွန်တော်တို့ကလူတွေကကျွန်တော်တို့ကိုခစ်မတ်လုပ်တာထိုင်မြော်ကြတယ်အခုဆလမ်ပြီးရင်တော့ကျွန်တော်တို့ကဝါလိုင်ကုမ်ဆလမ်ပဲလုပ်ချင်တယ်ကျွန်တော်တို့ကိုယ်တိုင်ဆလမ်မပြီးချင်ဘာမိမိကိုအောင်ဆလမ်ပြီးရတမန်မဆလ္လာလာအလိုင်ဝါဆလမ်ခလီတွေကိုအရင်ဆုံးဆလမ်ပြီးတယ်ကျွန်တော်တို့ဘာပြောလဲဟဲ့နနာယူတဲ့ဆလမ်ပေးလိုက်ပြီတဲ့အဲ့နနာယူကိုဒီခလီကိုဆလမ်ပေးလို့မရဘူးလားတမန်မဆလ္လာလာအလိုင်ဝါဆလမ်ကခလီတွေကိုဆလမ်ပေးတယ်ဒီဆွန်နတ်ကိုဒီနနာယူလုပ်တယ်ဒါပေမဲ့တကယ်တော့ဟက်ရှိတာကထိုင်နေတဲ့လူကတွားနေတဲ့လူကထိုင်နေတဲ့လူကိုထိုင်နေတဲ့လူကတွားနေတဲ့လူကိုငယ်တဲ့လူကကြီးတဲ့လူကိုဒီလိုဆလမ်ပေးရမှာမှန်ပြီမဲ့တမန်မဆလ္လာလာအလိုင်ဝါဆလမ်ရဲ့ဆွန်နတ်တစ်ခုကပါလေတမန်တော်ဒီခလေးတွေတွေ့ဥအောင်ဆလမ်ပေးတယ်မွတ်စလမန်တွေကိုတွေ့ဥအောင်ဆလမ်ပေးတယ်ဒီကနေ့ကျွန်တော်တို့မှာဒီဆလမ်ရဲ့နှုတ်ခွန်းဆက်တဲ့ဒီဆလမ်ပျောက်သွားတဲ့ဒီနေ့ကျွန်တော်တို့ကြားထဲမှာတယောက်နဲ့တယောက်ကီနာအမုန်းတွေအညိုးတွေအာဃာတတွေဖြစ်လာအချင်းကျွန်တော်တို့ညီညွတ်စေခြင်းအချင်းမိုဟမ်ဘတ်တီတူးခြင်းဆလမ်ပေးဘာကြောင့်လဲတမန်တော်ဆလ္လာလာအလိုင်ဝါဆလမ်ဟာဒီစ်မှာအမင်းရှိတယ်ငါဒီလိုအမလ်တစ်ခုမပြရဘူးလားတဲ့အဲ့ဒီအမလ်ကိုမင်းတို့ဆွဲမြဲလုပ်ရင်မင်းတို့အချင်းကြားထဲမှာချစ်ခင်မှုတွေတိုးလာတယ်အဲ့ဒါဘာလဲအဖ်ရှုဆလာမာဘိုင်နကုမ်မင်းတို့အချင်းကြားထဲမှာဆလမ်ပေးကြတာရီဖူဝမန်လမ်တာရီတီရတူဖြစ်စေမတီရတူဖြစ်စေတီးဖို့မလို့မွတ်စလင်ဆိုဆလမ်ပေးဒီမုတ်စိတ်ကြီးနဲ့မြင်နေရတဲ့ဒီအသက်ကြီးရွယ်အုတ်ထုပ်ကြီးဆောင်းလာတဲ့သူ့မွတ်စလင်လေသူ့ဆလမ်ပေးဒီကလေးတွေကျောင်းကနေပြန်လာတဲ့ဆလမ်ပေးတွေ့ရလူကိုဆလမ်ပေးရင်ဘာဖြစ်မလဲဆလမ်ရဲ့ခါစီရဲ့ထူးခြားချက်ကဘာလဲအချင်းမိုဟမ်ဘတ်တီတူလာအဲ့တော့အလ္လာဟ်ရှင်ကျွန်တော်တို့အားလုံးကိုပြောခဲ့တဲ့ဆိုခဲ့တဲ့ဇဂရတ်ဒီပုံမှာလက်တွေ့အမလ်ကျင့်သုံးနိုင်တဲ့တောဖီကပေးတော်မူပါစေဝါခီရူဒါဝါနာအလ်ဟမ်ဒူလ illah